Tata mungkrik sangkona Mujio simsa ai jeju tek tau nama nipek Jejang kungkan gelupa sawaluka Wewan tu ai samre jeju jo yang ari ya ကျွန်တော်တို့ဖျားเจ้าမှာရောက်နေတော့ဒါဒီနေ့ရဲ့ Happy New Year မှာကျွန်တော်တို့တချို့လာတဲ့လူလည်းရှိရမလားလို့ရှိရဒီမှာလူကတော်တော်များတယ်တော့ဒါနဲ့Happy New Year လာတဲ့တချို့လူငယ်တချို့ကျွန်တော်အမေများလေးနည်းနည်းလုပ် Let's goရအမရဲ့ရင်ထဲစကားလေးဟောတော့တခုလေးကြားရှိပါဗျာအရင်ပြောပါတယ်2026မှာဘယ်လိုဖြစ်သွားဖို့ရှိလဲခင်ဗျာတိလူတိအတိတင်နေဖြစ်တတ်မဲ့ဖြားနေတူအလဲဟုတ်ကဲ့ဒီနေ့လာရောက်တဲ့ every day တွေကိုဒီကအမအနေနဲ့ဘယ်လိုစူတောင်းစကားလေးပြောချင်ပါလဲခင်ဗျာအကုန်လုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ဟုတ်ကဲ့အခုလိုဆုတောင်းပေးတဲ့အမကလည်းဖြားရှင်ကောင်းချီးပေးပါလေကျေးဇူးတင်ပါတယ်Hello မင်္ဂလာပါညီမလေးမင်္ဂလာပါ Happy New Year Happy New Year ည Happy New Year ဘယ်လိုဖြတ်ကျော်ခဲ့လဲမသိဘူးညမိသားစုတွေနဲ့ဖြစ်ကျော်မိသားစုတွေနဲ့national night ဒီဆောင်ပြီးတော့ဆောင်းမှဖြစ်ကျော်ခဲ့ပါတယ်96မှာအကုန်လုံးပျော်ရွှင်ကြပါစေလူရင်းဆန္ဒတွေအများကြီးဝင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကဲမြန်အားနေဟုတ်Hello မင်္ဂလာပါညီလေးဒီနေ့Happy New Year မှာနော်အခုလိုပါဝင်လာစုဘယ်နှစုရရလဲမသိဘူးအခုမှဒါပထမပေါ့နော်ဟိုဘာပြန်ပွဲမှာရရလဲမသိဘူးဒီအဝေးပြစ်ကွင်းမှာရပါ First လား second လားတက်လား First ပါဒီနေ့ Happy New Year ပြောရလားမသိဘူးပြောပါတယ်Happy New Year ဆုတောင်းလေးတစ်ချက်တော့ပြောပေးပါဦးအကုန်လုံးစိတ်ဤဓမ္မချင်းနေ့တစ်မှာပို့ပြီးတော့အောင်မြင်ပါစေတော့ည Happy New Year ကိုဘယ်လိုကြော်ဖြတ်ခဲ့ရမသိဘူးညတော့ဘလုံးကတော့အရင်ဘယ်လိုပြောမလဲဘလို့ပေါ်လာနေတော့အဲ့လိုပြောပြောရှင်းရှင်းတော့အဲ့လိုမျိုးတော့မကြော်ဖြတ်ဘူးတော့အိမ်မှာကျုံပြုတ်လေးစားပြီးတော့ပဲကြော်ဖြတ်ခဲ့ပါတယ် Happy New Year ပါညီမလေးဟုတ်ကဲ့Happy New Year ဒီ2025မှာညီမလေးဘယ်လိုဖြတ်တန်းခဲ့လဲမသိဘူးတစ်ချက်လောက်ပြောပေးပါအဲ့ဒီမှာဖြစ်တန်းကြည Happy New Year ကိုပြောရလားမပြောပါပြောလားမပြောလားမသိအဲ့ဒီမှာပဲတည်ရဆိုတည်ရဒီနေ့ဒီမှာ Happy New Year လာတယ်တော့ဧည့်သည်တွေကိုဘယ်လိုဆုတောင်းစကားလေးပြောချင်လဲမသိဘူးရင်ထဲစကားလေးတစ်ခုတော့ပြောပေးပါဦးအရင်လိုမကြည့်စဘူးအရင်လိုမပြောတော့လည်းကွာဒီနေ့မှာအရင်ကကောက်ဝယ်များတယ်ဆိုအရင်လည်းဆုလို့မပေးတော့ဆိုတော့အကုန်လုံးဒီလိုပဲပြင်ဆင်ကြပါစေလို့ Happy New Year ပါအခုလိုဖြေချပြတော့ကျေးဇူးတင်ပါကျေးဇူးပါဒီနေ့ရဲ့ခံစားချက်ကတော့ပြောရတယ်လူငယ်များလေးနဲ့သိဆုံရတယ်ဆိုတော့ပြောတယ်ဒီ2016ကိုဘယ်လိုဖြတ်တန်းဖို့စိတ်ကူးထားလဲဒီဒီ2016ကတော့အကောင်းဆုံးနဲ့အမိုက်ဆုံးနဲ့ဖြတ်တန်းမယ်ဒီနေ့ရဲ့ Happy New Year အခုရင်ထဲဆုတောင်းစကားလေးတစ်ချက်လောက်ပြောပေးပါဦးခင်ဗျတဲ့ကျွန်တော်ဆုတောင်းစကားလေးပေါ့ဆိုဒီနေ့တည်းမှာကျွန်တော်လိုမျိုးပဲအကုန်လုံးပျော်ရွှင်ပြီးစင်ကြမမာနဲ့ဖြတ်တိုင်းနိုင်ကြပါစေလို့ဆုတောင်းပေးချင်ပါတယ် IS လား single လား single ပါဟုတ်ကဲ့ကျေးဇူးပါ Happy New Year ပါဒီနေ့ရဲ့ Happy New Year ကိုချက်ကြော်လို့စိတ်ကူးထားတယ်အဲ့လိုကတော့ရောက်ခဲ့ဖြတ်တော့ရှိပါတယ်အရင်ကတော့ချစ်သူတွေနဲ့ဖြတ်တန်းတာရှိရလားဒါမှမဟုတ်တကယ်ရှင်းနဲ့ဖြတ်တန်းတာရှိဘူးခဲ့လားဒီဆိုင်တော့မဖြတ်ဘူးလုံးဝမဖြတ်ဘူးဖြတ်ဘူးတကယ်ချင်းနဲ့တော့ဖြတ်ဘူးလေဒီနေ့မှာတော့အလားအလာရှိလားမသိဘူးစင်ကားနဲ့ကျဖို့စင်ကာပြုံးမဖြစ်တော့မယ်
စ်မှာပေါ့နော်ကျမချင်းနေပျော်စီရှင်နေနဲ့ပြီးပါစီလို့ဆောင်းပါရှင် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နေရတော့နေ့တစ်ကိုဘယ်လိုဖြတ်တန်းခဲ့လဲမသိဘူးကို ခေါင်းစဉ်ပြုတ်ဆိုင်မှာဖြစ်တိုင်းခဲ့ တကယ်ရှင်းနေတာဒါမှမဟုတ်ချစ်သူနဲ့လားမိသားစုတွေနဲ့လား တကယ်ရှင်းပါပဲ ဟုတ်ကဲ့ဒါအခု2016မှာချစ်သူနဲ့ဖြတ်တန်းမှုရှိလားဒါမှမဟုတ်တယောက်တည်းဖြတ်တန်းမှုရှိလား ကြောက်တယ်ဖြစ်တိုင်းမှာ အဲ့လိုစင်ကြယ်တော့ စင်ကယ်ပါ ဟုတ်ကဲ့ဒီနေ့ Happy New Year ဆုတောင်းစကားလေးတစ်ချက်တော့ပြောပေးပါ အားလုံးပဲနေ့တင်မှာပျော်ရွှင်ပါစေနော်တွေ့ထားတဲ့အရာတွေနော်ညီမထားတဲ့အရာတွေလည်းပြည့်ပြည့်အောင်မြင်ပါစေလို့ဒီနေ့မှာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ Happy New Year ပါကျေးဇူးပါကို အမလေးနာလေးမြူးချင်လို့လေ ကဲ မင်းည Happy New Year ညမှာဘယ်လိုဖြတ်လိုက်ခဲ့လဲမသိဘူး ကျမတော့ဒီအခုကျမတက်တန်းတစ်လျှောက်မှာပေါ့နော်အပျော်ရဆုံးတက်တန်းဖြစ်တယ်လို့ထင်တယ်ပေါ့ဘာလို့လဲဆိုမင်းညာအရင်ပျော်ရပေါ့နော်ဒီမှာတကယ်ချင်းတောက်အိမ်မှာပေါ့တက်တန်းဖြစ်တယ်ကျမမင်းညာကျမတို့ကန်ဆယ်မဲ့လည်းဖောက်တယ်ပေါ့နော်ငါတိတ်စုလည်းကျမပေါက်ခဲ့တယ်ပေါ့ဆိုဒီ2026တစ်နှစ်ပတ်လုံးမှာအကောင်းဆုံးလူလာပြစ်လိမ့်မယ်လို့ကျမထင်တယ်ပေါ့ အဲ့ဆိုရင်ဒီနေ့2026မှာဘယ်လိုမျိုး plan တွေရှိလို့ရှိတယ်လေ အမှန်တမ်းပြောရရင်တော့လေ plan ကနေ့တိုင်း plan ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လုတ်ပြတဲ့ဥစ္စာရှိရယ်မလုတ်ပြတဲ့ဥစ္စာရှိရယ်ပေါ့ ဆိုတော့ဒီနေ့ကတော့တူတူ plan တော့မရှိဘူးကိုလုတ်စာရှာလေးလုတ်သွားမယ်ပေါ့ ဟုတ်နေ့တစ်ရခန်းစားချက်လေးတစ်ချက်တော့ပြောပေးပါ နေ့တစ်တိုင်းကတော့အများကြီးပျော်ရွှင်နေပါတယ် လာမယ့်နေ့တွေမှာဘယ်လိုမျိုး plan တွေရှိလဲမသိဘူး လာမင်းနေ့လည်းဒီလိုပဲပျော်ရွှင်စော်ရဖြစ်တတ်မှာမဟုတ် ဒီနေ့2016ကို2026ကိုတော့အခုအနေနဲ့ကြောက်တဲ့ဖြတ်တမ်းမှုရှိလားဒါမှမဟုတ်ချစ်သူနဲ့ဖြတ်တမ်းမှုရှိလား ဒါကတော့ကံပေါ်မူတရားပေါ့ဖျားပေးစုပေါ့ ဟုတ်ကဲ့ဒီကအကိုရဲ့စတောင်းစကားလေးချက်တော့ပြောပေးပါ နေ့တင်မှာတော့ပျော်ရွှင်ကြပါစေလို့ ဟုတ်ကဲ့ Happy New Year ပါ ဟုတ်ကျေးဇူးပါခင်ဗျာ ရောက်ပါဒီကရောက်ပါရဲ့လက်ပြီးတော့တကယ်ချင်းတကယ်ချင်း Happy New Year ပါတော့Happy New Year ပါညလေ Happy New Year ကိုဘယ်လိုဖြတ်သားခဲ့လဲ ကျွန်တော်ဒီတိုင်းဂိမ်းဆောင်မှာဖြစ်တယ်ဟုတ်ကဲ့ဘယ်လိုလဲဆိုတော့နေ့တင်မှာစိတ်တည်းလို့တင်နေဖြစ်တယ်လို့ဒါပေမဲ့ဖျားတော့တကယ်နေ့ဟောမှာကီလိုမီတာမားတွေဝင်ဆက်တော့မယ်ဆို IS လာစီရလား စင်ငယ် ဟုတ်ကဲ့လာမယ့်နေ့မှာချစ်သူနဲ့ဖြတ်တမ်းမှုရှိလားဒါမှမဟုတ်ကြောက်တဲ့ဖြတ်တမ်းမှုရှိလားအခုစိတ်ကူးနေတယ်ဘယ်လိုစိတ်ကူးထားလဲ ဘယ်လိုစိတ်ကူးထားလဲ ဒီတိုင်းပဲဖြစ်တယ်ပေါ့ ကြောက်တယ်ပါဆိုတော့ဒီမှာရှိတဲ့ဒီအားလုံးကိုဘယ်လိုမျိုးစူတောင်းပေးချင်ပါလဲ ဒီမှာနေ့တင်မှာစိတ်တည်းလို့တင်နေဖြစ်တယ်နိုင်ကြပါစေလို့ဆိုတော့ဝေး ဟုတ်ကဲ့အခုလိုပြချပေးတဲ့ကျေးဇူးတင်ပါတယ်တကယ်ရှင်းနေတယ်ဖြတ်တန်းလာတော့မိသားစုနဲ့လား တကယ်ချင်းနေနေပေါ့ ဒီနေ့ရဲ့ Happy New Year ပါညီမရဲ့စိတ်ခံစားချက်လေးတစ်ခုတော့ပြောပေးပါ တကယ်ပဲပျော်ပါတယ်အားရစရာမျိုးပေါ့ကိုပြောပါစိတ်တက်ကိုတင်းနေဆိုတော့နေ့တမှာပျော်ရှင်ကြပါစေလို့တောင်းပေးပါတယ် ဟုတ်ဆရာမင်္ဂလာပါ လာပါ Happy New Year ဆရာညာ Happy New Year ကိုဆရာဘယ်လိုဖြတ်ကျော်ခဲ့လဲမသိဘူး ကျွန်တော်ဒီနေ့2025နှစ်ဟောကိုကျွန်တော်ပြန်ရှင်ကျေးဇူးတော်ကြောင့်ကျော်လွန်ပြီးအနည်းတဲ့2026ကိုကျွန်တော်တင်သူအတင်သားနဲ့အတူကျော်ပြတ်ခဲ့ခြင်းဖြစ်ပါလေ Happy New Year ပါ Happy New Year ညာ Happy New Year ကိုဆရာဘယ်လိုဖြတ်ကျော်ခဲ့လဲမသိဘူး Happy New Year ကို12နာရီထိုးတာနဲ့မိသားစုတွေပြည့်တဲ့ကိုလို့ထားပြီးမှဘုရားရှင်ရှိတော်မောင်မှာအပြုတ်ဝင်ချတောင်းမှခြင်းနဲ့နေ့တက်မှာဘုရားရှင်ရဲ့ကွယ်ကာဆောင်မမှုကျေးဇူးတော်အောက်မှာတစ်နှစ်ပတ်လုံးကျမ်းမာပျော်ရွှင်စွာနေတည်ထိုင်ပြီးမှုတော်မြတ်တမန်ဒီသမကပုံမူရေးပါဝင်ထမ်းဆောင်နိုင်ဖို့ဆုတောင်းကြီးအားဖြင့်အစပြုခဲ့ပါတယ် ဒီနေ့ Happy New Year ကိုလာရောက်ပြီးပါဝင်ရခြင်းရဲ့ဆရာရဲ့ရင်ထဲကစကားသံလေးတစ်ခုကြားချင်ပါ ပထမဦးဆုံး2026ရဲ့နှစ်တစ်ရဲ့အတက်တာကိုဘုရားရှင်ရှိတော်မောင်မှာပူဇော်တက်ကပြုခြင်းနဲ့အတင်းတော်ကနေပြီးမှနှစ်တစ်ရဲ့ကြိုးဆိုခြင်းအစီအစဉ်မှာအစားတောက်အဖြစ်တော့၎င်းအကစားအဖြစ်၎င်းပြုလုပ်တဲ့အရာမှာလည်းအနေငယ်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ပါဝင်ခြင်းအဖြစ်နဲ့ပီတိဖြစ်ရပါတယ်လို့
ဒီနေ့လာတဲ့ပရိသတ်တွေဒီမှာလာတဲ့အတင်းသူအတင်းသားတွေကိုဆရာအနေနဲ့စီတောင်းစကားလေးတစ်ခုလောက်ပြောပေးပါဦး 2026နှစ်တက်မှာကျမတို့တစ်ခါမှမလျှောက်ဘူးတဲ့နှစ်တက်ထဲမှာလဲကျွန်တော်တို့အကောင်းမှုဆုံးတွေကိုတော့အားလုံးကတော့မျှော်လင့်ကြတာပေါ့ဒါပေမဲ့လည်းအစိုးစုံများနဲ့ကြုံတွေ့တဲ့အခါမှာလည်းအားမလျော့ပဲနဲ့တရားရှင်ရဲ့ပြည်တော်စကားလူကပတ်တော်အားဖြင့်အခက်ခဲတွေကိုကျော်လွှားနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ် အပြည့်ရပါဆရာကျေးဇူးပါ